မကူလို့ရုပ်တရက်ဖန်ကတန်ရိုက်ခံရတယ်။ကာမစီလို့ရှက်စပွဲမျက်နှာငယ်အလောင်းပြုတ်ခံရတယ်။အောက်ပြေအောက်ရွာဆိုတာလူညာတွေပေါ်လေတဲ့မကြုံဘူးလို့မယုံဘူးမေရဲ့မကြုံဘူးလို့မယုံဘူးမေရဲ့အဲ့ဒါကြောင့်လေရန်ကုန်လူကိုအညာတာချစ်ခဲ့မကူလို့ရုပ်တရက်ဖန်ကတန်ရိုက်ခံရတယ်။ကာမစီလို့ရှက်စပွဲမျက်နှာငယ်အလောင်းပြုတ်ခံရတယ်။အောက်ပြေအောက်ရွာဆိုတာလူညာတွေပေါ်လေတဲ့မကြုံဘူးလို့မယုံဘူးမေရဲ့မကြုံဘူးလို့မယုံဘူးမေရဲ့အဲ့ဒါကြောင့်လေရန်ကုန်လူကိုအညာတာချစ်ခဲ့ကိုကပိုင်းနိုင်တတာမောင်မကြားမီလို့မခဲ့ပါပြီကွယ်ရန်ကုန်ရဲ့မင်းတို့ရန်ကုန်မြို့မှာအတဲနှလုံးကိုသူ့လိုရောက်လာမောင်မကြားမီလို့မခဲ့ပါပြီကွယ်ရန်ကုန်ရဲ့ဒီတခါညပြန်ရှူအတဲနှလုံးမပါဘူးလေမင်းနဲ့သူသွားခဲ့တဲ့သမရရုံထဲမှာပြုံးကြခဲ့လေသလားဝေးပြန်မမေးခဲလေသလားရွှေတကုံမလောက်တလိမ့်ဆယ်ယုံလားမကွဲပြတော့ဘူးအညာပြန်တယ်မပါပေမဲ့ငိုမဲမတင်တဲ့ရန်ကုန်မြို့သူမိအညာကြီးရဲ့အောက်ပြေရွာကလေးသွားတော့ပါလက်ဆောင်များမင်းပါလာခဲ့အညာရောက်ရင်မေးကြလိမ့်မယ်ကောင်းပါလေးကိုမောင်းပွင့်ပြမယ်မင်းတဲ့ပုံနဲ့မင်းရဲ့စာတွေအောက်ပြေသွက်ညာပြည့်စီအညာမကြီးကြဖို့မောင်းပွင့်ပြနိုင်မယ်နိုင်တတာမောင်မကြားမီလို့မခဲ့ပါပြီကွယ်ရန်ကုန်ရဲ့မင်းတို့ရန်ကုန်မြို့မှာအတဲနှလုံးကိုသူ့လိုရောက်တာမောင်မကြားမီလို့မခဲ့ပါပြီကွယ်ရန်ကုန်ရဲ့ဒီတခါညပြန်ရှူအတဲနှလုံးမပါဘူးလေမင်းနဲ့သူသွားခဲ့တဲ့သမရယုံထဲမှာပြုံးကြခဲ့လေသလားကရဝေးပြန်မမေးခဲလေသလားရွှေတကုံမလောက်တလိမ့်ဆယ်ယုံလားမကွဲပြတော့ဘူးအညာပြန်တယ်မပါပေမဲ့ငိုမဲမတင်တဲ့ရန်ကုန်မြို့သူမိအညာကြီးရဲ့အောက်ပြေရွာကလေးသွားတော့ပါလက်ဆောင်များ
လက်ပုံနဲ့မီးရဲ့စာတွေအောက်ပြေသွက်ညာပြည့်စီအညာမမီကြဘူးမောင်ခွင့်ပြလိုက်မယ်အောက်ပြေမှာမွေးတဲ့